မင်္ဂလာပါတီလိုဂျီတလို့စာရဲ့တရားတော်ကိုညမပြတ်စင်ကြအောင်မေးခြင်းစီစဉ်ကနေပြန်လည်ကြိုဆိုပါရစေလူလိုချန်စီမမိနိုင်တဲ့ဖျက်သခင်ထံကညင်သက်ခြင်းနဲ့ပြည့်စုံကြပါစေဝိညာဉ်မျက်စိဝိညာဉ်နာဝင်လင်းပြီးဝိညာဉ်ရာကိုမြင်နိုင်ဖို့ရန်အတွက်လည်းတန်ရှင်သောဝိညာဉ်တော်ဖျားမဆာပါစေဒီနေ့ကျွန်တော်တို့တို့တကွာဆင်ခြင်မဲ့အောင်မေခံယူမဲ့တမန်ကျမ်းစာကတော့ဖျားတဲ့ချမ်းခန်းကြီး3အငယ်8အငယ်9ဖြစ်ပါတယ်ဖျားတဲ့ချမ်းခန်းကြီး3အငယ်8ကနေအငယ်9ဖြစ်တယ်။တင်းအကျင့်ကိုငါသိ၏။အဘယ်သူများမပိတ်နိုင်သောတကားကိုတင်းရှင်းနိုင်ငါဖွင့်ထားပြီ။အကြောင်းမူကားတင်းဒီအနှဲငယ်သောခွန်အားရှိသည့်နှင့်ငါ၏နှုတ်ကပတ်ကိုဆောင်ရှောက်ခဲ့ပြီ။ငါ၏နာမကိုလည်းမစွန့်မပယ်။ယူဒလူဖြစ်အောင်ဆောင်၍အမှန်မဟုတ်ဘဲမူသာစကားကိုပြောသောသူတည်းဟုသောစာတန်၏အပေါင်းအသင်းဝင်သူအချို့တို့ကိုတင်၌ငါအပ်ပေမည်။သူတို့သည်လာ၍တင်းချေဟ၌ပြဝတ်စေခြင်းက၎င်းငါသည်တင်းကိုချစ်သည်ဟုသိစေရခြင်းက၎င်းငါပြုမည်ဖျက်ရှုသောတဲ့တမန်ကျမ်းစာအပြင်ပြသခင်ပြင်ဆင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာသင်ပေါ်၌ဆုံးလင်းစွာတက်ရောက်ပါစေဖျက်တဲ့ကျမ်းခန်းကြီး3အငယ်8ကနေ9ကတော့သခင်ယေရှုခရစ်တော်ကနေဖိလက်တဲ့လက်ဖိအသင်းတော်ကိုပြောခဲ့တဲ့စကားဖြစ်ပါတယ်ဖိလက်တဲ့လက်ဖိအသင်းတော်ကတော့သခင်ယေရှုခရစ်တော်ရဲ့ချီးမွမ်းခြင်းကိုခံရတဲ့အသင်းတော်ဖြစ်ပါတယ်။ပြတဲ့ကျမ်းမှာပါဝင်တဲ့အသင်းတော်9ပါးထဲမှာအပြစ်တင်စရာလုံးဝမရှိဘဲအချီးမွမ်းခံရတဲ့အသင်းတော်2ပါးပဲရှိပါတယ်။အဲဒီအသင်းတော်2ပါးထဲကတစ်ပါးကတော့ဖိလက်တဲ့လက်ဖိအသင်းတော်ဖြစ်ပါတယ်။ဒီအသင်းတော်နဲ့ပတ်သက်ပြီးအဓိကအားသာချက်အဖြစ်သခင်ယေရှုခရစ်တော်ဖော်ပြတာကတော့သင်သည်အနှဲငယ်သောခွန်အားရှိသည်နှင့်ငါ၏နှုတ်ကပတ်ကိုဆောင်ရှောက်ခဲ့ပြီငါ၏နာမကိုလည်းမစွန့်မပယ်ဆိုပြီးတော့ဖြစ်ပါတယ်ဒီဖိလက်တဲ့လက်ဖိအသင်းတော်ရဲ့တကယ်ချီးမွမ်းစရာအရာကတော့ခွန်အားနည်းနည်းလေးရှိတဲ့လောက်လေးနဲ့နှုတ်ကပတ်တော်ကိုဆောင်ရှောက်တယ်ဘလို့အချိန်တွေပဲကြုံလာသခင်ယေရှုခရစ်တော်ရဲ့နာမတော်ဘုန်းတော်ကိုထင်ရှားစေတယ်မစွန့်ပယ်ဘူးဒါကြောင့်လေတဲ့သူတို့အတွက်သခင်ယေရှုခရစ်တော်ပြင်ဆင်ပေးတဲ့ဆုလက်ကသူတို့ရှိမှဘယ်သူမှမပိတ်နိုင်တဲ့တကားဖွင့်ပေးထားတယ်သူတို့ကိုဗိမာန်တော်ရဲ့ထောက်တိုင်ဖြစ်စေမယ်သူတို့ကိုဗိမာန်တော်တွေကနေဘတော်မှထပ်ပြီးမကွဲကွာစေဘူးသူတို့ကိုသခင်ဖခင်ရဲ့နာမနဲ့တစိမ့်ကပ်မယ်ဆိုပြီးတော့နောက်ပိုင်းမှာဆက်ပြီးတော့ဆုလက်မြောက်ကိုဖော်ပြထားပါတယ်ဒါကြောင့်ပထမဆုံးအနေနဲ့ဒီနေရာမှာဆင်ခြင်ခံယူမိတဲ့အရာကတော့လူတွေရှိမှအများကြီးလုံနိုင်မှခွန်အားပြည့်နဲ့အများကြီးထိအောင်လုံနိုင်တော့မှသခင်ယေရှုခရစ်တော်ကချီးကျူးတာမဟုတ်ပါဘူးခွန်အားကြီးတဲ့သူလူတွေပေါ်မှာလွှမ်းမိုးမှုရှိတဲ့သူကိုမှသခင်ယေရှုခရစ်တော်ကချီးကျူးတာမဟုတ်ပါဘူးရှိသလောက်ခွန်အားလေးနဲ့နှုတ်ကပတ်တရားကိုစောင့်ရှောက်ဖို့သခင်ယေရှုခရစ်တော်အလိုတော်ရှိတာဖြစ်ပါတယ်ကျွန်တော်တို့တွေကလူပေါင်းများစွာကိုပြောင်းလဲစေတဲ့သူဖြစ်ဖြစ်မဖြစ်ဖြစ်ပတ်ဝန်းကျင်အပေါ်မှာလွှမ်းမိုးချုပ်ထိန်နိုင်တဲ့သူတွေဖြစ်ဖြစ်မဖြစ်ဖြစ်နှုတ်ကပတ်တရားကိုစောင့်ရှောက်သူတွေဖြစ်နေဖို့သခင်ယေရှုခရစ်တော်အလိုရှိပါတယ်စောင့်ရှောက်တယ်ဆိုတာကတော့ရိုးရိုးလေးပဲပြောရရင်မပြောက်မပြတ်သွားအောင်ကာကွယ်ထိန်းသိမ်းတာဖြစ်ပါတယ်ကြားရတဲ့တီးရတဲ့နှုတ်ကပတ်တော်ကိုမေးပြောက်မသွားအောင်တကယ်ပဲလေထဲမှာအလကားလွင့်ပြဲမပြောက်သွားအောင်လက်တွေ့လိုက်နာလိုက်လျှောက်ရင်ထိန်းသိမ်းတာကစောင့်ရှောက်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့လူတွေအများကြီးကိုဧဝံဂေလိတရားဟောနိုင်မနိုင်သခင်ဖရာဖြစ်စေချင်တာကခံယူရရှိထားတဲ့နှုတ်ကပတ်တော်ကိုခွန်အားရှိသလောက်လိုက်နာဖို့ဖြစ်ပါတယ်ဒါကသခင်ယေရှုခရစ်တော်ရဲ့အလိုတော်ဖြစ်ပါတယ်ကြားယုံကြားတဲ့သူမဖြစ်ဘဲစောင့်ရှောက်တဲ့သူတွေဖြစ်ဖို့သခင်ဖရာအလိုရှိတယ်ခွန်အားအရင်ကြည့်စရာမလိုဘူးခွန်အားရှိသလောက်နဲ့စောင့်ရှောက်ဖို့အရေးကြီးပါတယ်ဒုတိယအနေနဲ့ကတော့သူတို့တွေကသခင်ယေရှုခရစ်တော်ရဲ့သီးခံခြင်းနဲ့ဆက်ဆိုင်သောနှုတ်ကပတ်တရားကိုစောင့်ရှောက်တယ်လို့လည်းဖော်ပြပါတယ်သူတို့တွေကသခင်ယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တရားတော်ကိုစောင့်ရှောက်တယ်လို့ပြောတဲ့အခါမှာသခင်ယေရှုခရစ်တော်ကဘယ်လိုပြောသလဲဆိုငါဤသီးခံခြင်းနဲ့ဆက်ဆိုင်သောနှုတ်ကပတ်တရားဆိုပြီးထပ်ပြီးဖော်ပြပါတယ်ဒီအသင်းတော်ရဲ့ချီးမွမ်းစရာအနေအထားကသီးခံခြင်းဖြစ်ပါတယ်သီးခံခြင်းလို့ပြောတဲ့အခါမှာတော့အလျှော့ပေးခြင်းအရှုံးပေးခြင်းမဟုတ်ပါဘူးမြန်မာပြည်တံမှာသီးခံခြင်းဆိုတာကိုကြမ်းခံခြင်းချုပ်တီးခြင်းလို့ဖော်ပြပါတယ်ကိုရောက်လို့တဲ့ကိုသွားမဲ့ပန်းနိုင်ကိုမရောက်မချင်းအာမလျှော့တန်းခံရက်ချုပ်တီးတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်ဝိတ်ချမယ်လို့စဉ်းစားပြီးဘိုက်အရန်စာတာတောင်
မစားတာမျိုးကတီးခံခြင်းဖြစ်ပါတယ်။ဒါကြောင့်ခရိယန်တွေရဲ့တီးခံခြင်းဆိုတာကခရစ်တော်ထားရှိတဲ့ပန်းတိုင်ကိုမရောက်မချင်းခရစ်တော်မနှစ်သက်တဲ့အရာတွေကိုရှောင်ကျဉ်ခြင်းကြံ့ကြံ့ခံချုပ်တီးခြင်းဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးတိမောသေဩဝါဒစာဒုတိယဆောင်ခန်းကြီး2အငယ်3ကနေအငယ်9မှာဒီလိုဖော်ပြပါတယ်။ထို့သောအလိုငါသင်သည်ယေရှုခရစ်ထံ၌ကောင်းသောစစ်သူရဲ့ကဲ့သို့ဆင်းရဲဒုက္ခကိုတည်ခံလော့စစ်သူရဲ့မိဒီကမိမိကိုစစ်သူရဲ့အရာ၌ခံထားသောသူကိုနှစ်သက်စေခြင်းကလောကီမှုရင်းနှင့်ပြုံးနှောရှုပ်ထွေးခြင်းကိုပယ်ရှားတတ်၏ပွဲ၌လူချင်းတိုက်သောသူမိဒီကထုံးတမ်းအတိုင်းမတိုက်လျင်ပန်းဥရကိုမရလဲလုတ်သောသူသည်လည်းအရင်လုတ်ပြီးမှအတိအနှံကိုခံရမည်ငါစကားကိုဆင်ခြင်လောထာဝရဘုရားသည်အရာရာတို့၌ဉာဏ်ကိုသင်အားပေးသနာတော်မူပါစေသောဒီနေရာမှာလူ၃မျိုးအကြောင်းတွေ့ရပါတယ်တစ်မျိုးကတော့စစ်သူရဲဖြစ်ပါတယ်နောက်တစ်မျိုးကတော့ပွဲ၌လူချင်းတိုက်တော်သူလက်ဝဲသမားလိုမျိုးတယောက်ကိုတယောက်တိုက်ခိုက်တဲ့သူကိုပြောတာဖြစ်ပါတယ်တတိယတစ်မျိုးကတော့လေသမားဖြစ်ပါတယ်ယုံကြည်သူဖခင်သားသမီးတွေကသူတို့ရဲ့ရှင်သန်မှုကနေလေ့လာရမယ့်သဘောဖြစ်ပါတယ်စစ်သူရဲဆိုရင်လောကီမှုရင်းနဲ့ပြုံးနှောရှုပ်ထွေးခြင်းကိုပယ်ရှားတယ်ပြီးတဲ့အခါမှာတိုက်ခိုက်ရေးသမားကထုံးတမ်းအတိုင်းတိုက်ရမယ်သူစိတ်လှုပ်ချင်တဲ့အတိုင်းလှုပ်လို့မရဘဲနဲ့ချုပ်တီးခြင်းရှိရမယ်လဲလှုပ်တော်သူကလည်းအရင်ထွန်ရက်ကားတယ်ပြိုကျဲရတယ်ရေလောင်းရတယ်ပေါင်းတင်ရတယ်ပြီးတဲ့အခါကျတော့မှအသီးနှံကိုရတာဖြစ်ပါတယ်လှုပ်ချင်ပေမဲ့မလှုပ်ဘဲနေရတဲ့အချိန်တွေရှိတယ်ချုပ်တီးရမယ့်အချိန်ရှိတယ်တီးခံရမယ့်အချိန်ရှိပါတယ်ဒါကြောင့်တီးခံခြင်းနဲ့ပတ်သက်ပြီးဆက်စဉ်းစားမိတာကတော့တီးခံရတယ်ဆိုတဲ့ကဒါကတိုက်စစ်အနေအထားမှမဟုတ်ပါဘူးခံစစ်အနေအထားဖြစ်ပါတယ်ပတ်ဝန်းကျင်ရဲ့သွေးဆောင်မှုကအစမတန်အင်အားကြီးမားနေတဲ့ချိန်တိုက်စစ်မစင်နိုင်ရင်နေပါကိုယ့်ရဲ့ခံစစ်ကိုမပေါက်သွားဖို့သခင်ဖျားအလိုရှိပါတယ်ဒါကြောင့်အေဖက်ဩဝါဒခန်းကြီး6မှာပါတဲ့လက်နက်စုံမှာတော့ကြည့်ရင်ကျွန်တော်တို့ဝတ်ဆင်ရမယ့်လက်နက်တွေကခံစစ်အတွက်အဓိကပိုများနေတယ်ဆိုတာမြင်ရပါတယ်ကပတ်တစ္ဆာဒီဟုသောကပတ်တိုက်ခိုက်တဲ့လက်နက်မဟုတ်ပြီးတဲ့အခါရင်အုပ်တစားဖြောင်းမှတ်ခြင်းရင်အုပ်တစားဆိုရင်လည်းဒီလိုပဲတစ်ခုခုလိုက်အခုအခါအကာအကွယ်ရဖို့ရန်အတွက်လှုပ်ထားရတဲ့အရာဖြစ်တယ်ပြီးတဲ့အခါမှာခြေစွပ်တစားဧဝံဂေလိတရားအတွက်ပြင်ဆင်ခြင်းဒိုင်းလွှာယုံကြည်ခြင်းတန်ခမောက်ကယ်တင်ခြင်းဒီအရာတွေအကုန်လုံးကတိုက်ခိုက်ရေးပစ္စည်းတွေမဟုတ်ပါဘူးခံရက်နိုင်ဖို့ရန်ပေးထားတဲ့လက်နက်တွေဖြစ်ပါတယ်သခင်ဘုရားရဲ့လက်နက်တွေထဲမှာတစ်ခုပဲထုံးနှက်စရာရှိပါတယ်နှုတ်ကပတ်တော်ဖြစ်ပါတယ်ဒီနေရာကနေဘာကိုလေ့လာမိသလဲဆိုရင်ဖခင်သားသမီးဖြစ်လို့သခင်ယေရှုခရစ်တော်ရှေ့မှာအပြည့်အဝစုံလင်သောသူဖြစ်နေရင်တော့မှအတိုက်အခိုက်ပြဿနာကင်းမယ်လို့မထင်ရပါဘူးအသင်းတော်ကတိုက်ခိုက်ခြင်းကိုအများကြီးခံရမယ့်အနေအထားဖြစ်တာကြောင့်ခံနိုင်ရည်ရှိစေဖို့ရန်အတွက်သခင်ဖခင်ကလက်နက်စုံပြင်ဆင်ပေးထားတာဖြစ်ပါတယ်ဒါကြောင့်ပထမတစ်ချက်အနေနဲ့ရှိသမျှသောခွန်အားနဲ့နှုတ်ကပတ်တော်ကိုစောင့်ရှောက်ဖို့ဘုရားသခင်အလိုတော်ရှိတယ်ဒုတိယတစ်ချက်အနေနဲ့သီးခံခြင်းနဲ့ဆက်ဆိုင်သောနှုတ်ကပတ်တော်ကိုစောင့်ရှောက်တော်သူဖြစ်ဖို့သခင်ဘုရားလိုတော်ရှိတယ်ဒီအခါမှာတချို့တွေအနေနဲ့ကတော့လောကကြီးထဲမှာဒုက္ခများလုံးလို့သခင်ယေရှုခရစ်တော်ကိုအားကိုးပါတယ်ဆိုမှထပ်ပြီးသီးခံခြင်းနဲ့တွားရအောင်မလားဆိုရင်တော့ဗျာဒိတ်ကျမ်းမှာဖတ်ကြည့်တဲ့အခါတွားရအောင်မှာဖြစ်ပါတယ်အဲဒီပြိုင်နေတဲ့မှာပဲဖိလိတေဖိအသင်းတော်ကိုတော့သခင်ယေရှုခရစ်တော်ကဘလို့ထပ်ပြီးအတိပေးတယ်လဲဆိုရင်ငါကတော့ကိုကင်ထားတဲ့သူဖြစ်တယ်ငါကတကားဖွင့်ပေးတဲ့သူဖြစ်တယ်ငါကတကားပိတ်တဲ့သူလည်းဖြစ်တယ်အတိပေကတော့အဆုံးသက်အဆုံးအဖြတ်ပေးပြီးထိန်းချုပ်တော်သူသည်သခင်ယေရှုခရစ်တော်ဖြစ်တယ်အခုခဏမှသီးခံရတဲ့အများကြီးလုံနိုင်စွမ်းမရှိဘူးဆိုရင်တော့ဒါကအမြဲတမ်းမဟုတ်ဘူးအရာခက်သိမ်းကိုထိန်းချုပ်သူသခင်ဖျားကသင်ပံမှာရှိနေတယ်ဒါကိုသိပြီးတော့သီးခံခြင်းနဲ့တွားဖို့ရန်သခင်ဖျားအလိုရှိပါတယ်အရောက်စီတိုင်းလဲသခင်ဖျားရဲ့အချီးမွမ်းခြင်းကိုခံရသောဖိလိတေဖိအသင်းတော်ကဲ့သို့မိမိ၌ရှိသောခွန်အားအနေငယ်နဲ့နှုတ်ကပတ်တော်ကိုစောင့်ရှောက်တော်သူများသီးခံခြင်းနဲ့စုံလင်သောသူများသခင်ယေရှုခရစ်တော်၌ယုံကြည်အားကိုးသောသူများဖြစ်နိုင်ဖို့ရန်တန်ရှင်သောဝိညာဉ်တော်ဖျားတာ၍မဆာပါစေ